6 မီတာရှည်တဲ့မွေကြီးတစ်ကောင်ဟာအမေဇုံမြဝမှာခွေနေပါလေသူအစာမစားရတာတလက်ရှိပြီချစ်ပေမဲ့သူမလောပါဘူးရင်ငက်နေတဲ့ရေဝက်အုပ်စုလေးမိကန္နာမှာစုဝေးလာဖို့ကိုသူစောင့်နေတာပါသူကချက်ချင်းခုံအုပ်မကစ်ပဲရေဝက်တွေရေတောက်နိုင်အောင်ကိုလုံးကိုအသာလျှို့ပေးလိုက်ပါတယ်ရေဝက်တွေကသူ့ကိုရေပင်စောင့်နှက်မင်းလို့ထင်ပြီးကျေးဇူးတင်တုံးနဲ့ရေတောက်မျက်စာမျိုးပွားကြပါတယ်ရေဝက်တွေကစားရင်းနဲ့ဝလာတယ်လို့အရေအတွက်လည်းပိုများလာပါတယ်ငွေရာသီရောက်လာတဲ့အခါရေဝက်တွေကဝဖြူနေကြပြီဒါပေမဲ့စုတ်ခွာစရာလမ်းမရှိတော့ဘူးငွေကြီးလှုပ်ရှားပါပြီသူလိုက်ဖန်နေစရာမလိုပါဘူးဘာလို့လဲဆိုတော့သူကဒီမြေကိုအစောတဲကဝိုင်းထားလို့ပါသူကနွားတကောင်လုံးမျိုးချနိုင်တဲ့ပါဇက်ကြီးကိုဟတ်လိုက်အောင်ပါပဲရေဝက်တွေကိုမျိုးချယုံတင်မကပဲဒီမြေမြင့်ရဲ့ဈေးနှုန်းတက်မှတ်ပိုင်ခွင့်ကိုပါဝါးမြို့လိုက်တာပါဒါကိုတရိษံလောကအကြောင်းလို့ပဲမမှတ်လိုက်ပါနဲ့ရွာတရွာမှာရွှေငွေရတနာတွေစီမင်းထားတဲ့မြေစင်းတို့ရှိပါတယ်သူကပြုံးရည်လေးစာချုပ်ကြိုက်ပြီးတောင်သူတွေကိုစိုက်ကြစမ်းပါလို့ပြောတယ်ဒီမျိုးသစ်ကိုစိုက်ရင်အကုန်ဝဲမယ်အ ਨੇ ဆုံး2ချက်ပေးမယ်တဲ့တောင်သူတွေယုံပြီးအကျွေးဆက်ကမျိုးစေ့နဲ့မြေသောစာတွေဝဲကြပါတယ်နေမနာညာမနာမြေကြီးထဲမှာခါချိုးလောက်ကွင်ကြတာပေါ့သူတို့ကဒါကိုပူးပေါင်းဆောင်ရွက်မှုလို့ထင်မိမိတကယ်တော့လောင်အိမ်ထဲအတွင်းခံလိုက်ရတာပါစောင်းဦးရောက်တော့အတီးတွေတောင်းလို့ပုံအောင်ထပ်ပါတယ်တောင်သူတွေကမြေစင်ကိုစောင့်နေကြတာကြာတော့မှသူရောက်လာပါတယ်သူကဒီနေ့ဈေးကွဲမကောင်းလို့နှစ်ပြားပဲပေးနိုင်တယ်တဲ့နှစ်ချက်ကနေနှစ်ပြားထေသွားတော့တောင်သူတွေစိတ်ပူသွားပြီမြေသွားစာဖိုးတော့မရဘူးဆိုပြီးငိုယိုပြောကြပါတယ်မြေချင်းကအေးအေးဆက်ဆက်နဲ့နဲတယ်ထင်ရင်မြေကြီးထဲမှာပဲပုတ်ပါစေလို့ပြောလိုက်တယ်တောင်သူတွေမှာရွေးချယ်စရာမရှိဘူးအတီးဆိုလိုက်ဒီနေ့မရောက်ရင်မနဲ့ပြန်ပုတ်မှာလေအရှုံးနဲ့နဲ့တတအောင်နဲ့မျိုးစေဖို့ကျွေးဆန်နိုင်အောင်မြစ်ရီတွေနဲ့သူတို့ရဲ့အဖိုးတန်တီးနှံတွေကိုအမိုက်လိုဈေးနေပြီးမြေချင်းစီရောင်းလိုက်ရပါတယ်ဒါကအစိုးဆုံးမဟုတ်သေးဘူးလှည့်ချလိုက်မြေချင်းကနှစ်ပြားနဲ့ဝယ်လာတဲ့အတီးတွေကိုမြို့ပေါ်ကစူပါမားကတ်ထဲတူးယူသွားပါတယ်ဖုံလေတော့အစင်မြင့်အော်ခဲနဲ့တစိတ်ကက်ပြီး12ချက်နဲ့ဈေးတင်လိုက်မြို့ပေါ်ကစားသုံးသူတွေကဈေးတွေဘာလို့ဒီလောက်ကြီးနေတာလဲတောင်သူတွေကတော့အတော်အတ္တကြီးတာပဲလို့ဆဲကြပါတယ်လေကွင်းသေးကတောင်သူတွေကတော့ဝယ်ဈေးကဘာလို့ဒီလောက်နည်းနေရတာလဲငှက်တော့မင်းဆိုပြီးငိုနေကြပါကြားလားနှစ်ဖက်လုံးငိုနေပြီမဲ့အလဲကမွေကြီးကတော့ရဲနေပါတယ်သူကညုတ်နဲ့တော်ကြားထဲမှာခွေးနေတာပါဘယ်ဘက်လက်ကထုတ်လို့သူရဲ့သွေးချွေးကိုညှစ်ထုတ်ညာဘက်လက်ကစားသုံးသူရဲ့အိတ်ကက်ကိုနှိုက်တယ်သူဘာမှမဆိုင်ပြိုးခဲ့သလိုမြေကြီးတော့မကင်ဘူးပါဘူးသူကကိုလုံးကြီးနဲ့လမ်းပတ်ထားလဲယုံနေပြီးအမျက်ကဈေးကိုယူထားပါတယ်ဒါဟာအဲ့ဒီအမွေရဲ့ရှင်တန်းမှုနည်းရမှာပါပဲမယောင်းရလို့မြက်သေးတွင်းနေတဲ့နွားနိုတွေကိုကြည့်ပါဘူးလိုစားနဲ့ထိုးဖျက်ပြစ်နေတဲ့မွန်လာဦးတွေကိုကြည့်ပါဒါကညှက်မြောင်းဆံမဟုတ်ဘူးဒါကမွေကြီးအစာချင်းဖြတ်နေတာပါသူ့ရဲ့ဈေးကြီးပေးရတဲ့စနစ်ကိုထိန်းထောက်ဖို့အစာတွေကိုဖြက်စီးပစ်ဖို့တော့ဝန်းလိမ့်မပါဘူးဈေးပေါ်တဲ့မွန်လာတထုတောင်ဈေးကွက်ထဲအရောက်မခံရလေလေတဘာဝဘေးကကြောင့်တောင်သူတွေအရှုံးပေါ်တာလို့ထွတ်တူကထင်းနေကြတာတကယ်တော့အရင်းရှင်ပါရလွဲမိုးနေတဲ့ဒီခေတ်မှာအထွက်ယုံကောင်းတာကပဲတောင်သူတွေအထက်အကြီးဆုံးကြိကြဖြစ်နေတာပါစဘာဈေးကြလို့တောင်သူနာတာတကယ်နာကျင်အောင်လုပ်တာကပြီးနိုင်မဟုတ်ဘူးဘယ်တော့မှအစာမဝနိုင်တဲ့အဲ့ဒီငွေကြီးကြောင့်ပါ